Okay ငါတို့ဒီ API key ကို request လုပ်ပြီးတော့ငါတို့ရဲ့ data မှာသူရဲ့ temperature ဘောနော် deviation description တွေနော်ဖော်ပြအောင်လုပ်ရပါတော့ API key request လုပ်ပြီးတော့ဘောနော်တခြားသူများရဲ့ server တဲ့ data ယူပြီးတော့ဘောနော်ကိုယ့်ရဲ့ website မှာတုံးတာပါ alright ဆိုတော့ဒါလည်းကျွန်တော်ဖြတ်လိုက်မယ်နော်အစားအနေပြန်လုပ်ကြတာပေါ့အဲဆိုရင်အစားအနေငါတို့ပုံမှန်သွားမယ်ဆိုပါလဲ cons ပြီးလို့ရှိရင် expert ကို expert နော် external module နော် framework ဆိုတော့ငါတို့ expert framework ကိုတွင်ပြီးသွားပြီနော်အဲဆိုရင်တွင်ပြီးသွားပြီဆိုရင်ငါတို့ဒီလိုခေါ်ယူလို့ရတယ်နော် okay expert module https မဟုတ်လေ expert ကိုယူလိုက်ပြီ okay so expert ကိုယူပြီးသွားလို့ရှိရင်နောက်တစ်ခုကဒီနေရာမှာငါတို့က request လုပ်မှာ server ကို request လုပ်ရမယ်အတွက်အဲ့ဒီ request တော့ငါတို့ဘာသုံးရမလဲဆိုတော့ constant နဲ့ https ဆိုတဲ့ဒီ module လေးသုံးရတယ်ဒီ module ကငါတို့ရဲ့ဒီ node.js ထဲမှာ package ထဲမှာတခါလဲပါပြီးသား module မလို့ငါတို့ထပ်ပြီးတွင်းစရာမလိုဘူးเนาะအပေါ်က express လိုမျိုး okay so ဒီမှာလဲ require ပြီးလို့ရှိရင် https okay alright ပြီးလို့ရှိရင်ငါတို့ကport လေးလောက်ကြတာပေါ့နော်ဒီမှာ cons နဲ့ app ထားမယ် express နဲ့ဒါလေးရေးမယ်ပြီးလို့ရှိရင်ဗာရေးမလဲ app.listen ပေါ့နော်ပြီးလို့ရှိရင်ငါတို့ပေးပေါ့မှာလဲ3000 okay 3000 port မှာနားထောင်မယ်ပြီးလို့ရှိရင်ဘာလို့တည်လဲ app.get okay ပြီးလို့ရှိရင်ငါတို့ root folder ယူမယ်ပြီးလို့ရှိရင်ဘာလို့မလဲဒီတစ်ခါမှာတော့ function ပေါ့နော်function မှာဒီနားမှာကျတော့ request နဲ့ response ရှိမယ်နော်အရင်ကလုပ်ခဲ့လို့ပဲပြီးလို့ရှိရင်response မှာကျတော့ send လုပ်ကြည့်မယ်နော်ပြီးလို့ရှိရင်ဒီဟာလေးတုံးမယ်ပေါ့နော် hello world okay alright so ချက်လောက်တော့ကြည့်ရပါငါတို့ဒီထဲမှာpackage ထဲမှာကြည့်အောင် okay start မှာNodeman app တို့ပြောတာနော် okay app ဆိုရင် npm start ပေါ့နော် server လေးကိုစတင်လိုက်ကြတာပေါ့ okay စတင်နေပြီတစ်ချက်လောက်သွားကြည့်မယ်နော် browser မှာ localhost 3000အဲဒီမှာ hello world ဆိုပေါ်လာအဲဆိုရင်ငါတို့ရဲ့ဟာ server up and running ဖြစ်ပြီနော် okay so ဒီညမှာငါတို့အခုကျွန်တော်ပြောခဲ့ https သုံးမယ်ဆိုတာငါတို့ရဲ့ API ကို http.get request လုပ်မှာနော် request လုပ်မှာ server နော်သူတို့ရဲ့open weather ရဲ့server ဆိုတော့ကနာမ https.get သုံးရမယ်ဒီ get မသုံးခင်မှာငါတို့ link ကိုအရင်ယူရမှာပေါ့ဆိုတော့wherever တခုတည်ဆောက်တာပေါ့ URL ပြီးလို့ရှိရင်link ကိုဒါပဲသုံးရမယ်နော်အခုနောက်ပိုင်းဆိုဒီ template literary ပေါ့နော်ဒါ JavaScript ရဲ့ syntax ပေါ့ double quote ရေးဆရာမလို့ဒါနဲ့ဆိုပို့ပြီးတော့အဆင်ပြေပေါ့နော်ပြီးလို့ရှိရင်ပို့ပြီးတော့လွယ်ကူတာပေါ့ဒီမှာ postman မှာငါတို့ဒီမှာကြည့်ဒီ API key ကို control C နဲ့ copy ယူပြီးတော့เนาะဒီ link ပေါ့ဒီနားမှာ control V okay ပြီးလို့ရှိရင်ဒီနားမှာ semicolon okay control S နဲ့ save လိုက်မယ်အဲဆိုငါတို့ဒါလေးပြီးတော့အဲဆိုရင်နောက်တစ်ခုက https.get သူက https မလို့ဒီမှာ https ထည့်ပေးလိုက် https request ကိုပဲသူက support လုပ်တာပေါ့နော်အဲဆိုရင်ပြီးလို့ရှိရင်ငါတို့မှာ URL ထည့်မယ်ပြီးလို့ရှိရင် function ဆိုတာရှိမယ် function ထဲမှာသူက response ရှိမယ် callback function ပေါ့နော် RESPONS response ပေါ့ callback function ဆိုတာ callback ဆိုတဲ့အတိုင်းပဲသူကနောက်မှခေါ်တာပေါ့နော်ချက်ချင်းခေါ်တာမဟုတ်ဘူးဒီ URL ကိုသူက request လုပ်ပြီးတော့သူရဲ့server response ဒီ server response ပြန်တဲ့ဟာကိုဒီထဲမှာရောက်တော့မှာပေါ့နော် okay အဲ့ဆိုရင်ငါတို့server response ပြန်တာကိုသူက response ပြန်လားမပြန်လားပေါ့နော် response ပြန်တာမှန်ကန်လားရှိမရှိပေါ့နော်check မယ်ဆိုရင်con console.log ကို log လုပ်ကြည့်ရပါ response ကို respons response.status code ဆိုရှိရဆိုတော့ဒီကောင်ကကနိုင်ပေါ်လာလိမ့်မယ်ဒီမှာကနန်းမှာနေရာဆိုပေါ်လာပြီဆိုရင်ဒါserver ရဲ့ response ကမှန်ကန်တယ်ပေါ့နော်အဲဆိုရင်တစ်ချက်လောက်သွားပြီး request လုပ်ကြည့်အောင်ဒါပဲရမယ် request လုပ်မယ်ချက်လေးတော့ကြည့်မယ်ကိုဒီမှာကြည့်200ဆိုပြနေမယ်အဲဆိုရင်ငါတို့ရဲ့ server response ကမြန်တယ်ဆိုတော့ဒီထက်ပို့ပြီးတော့ငါတို့ပို့ပြီး detail ပေါ့နော်တေးစိတ်ကြည့်ချင်တယ် server ဘာ response ပြန်တယ်ကြည့်ချင်တယ်ဆိုရင် response.on ဆိုတဲ့ method ကိုတုံးပြီးတော့ဒီနောက်မှာဘာထည့်ရမလဲဆိုတော့ data ထည့်ရမယ်ပေါ့ data ပြီးလို့ရှိရင် function နောက်တစ်ခုရှိမယ် function ထဲမှာ data ဆိုတာရှိမယ် okay data ထဲမှာငါတို့ဘာလုပ်မလဲ console.log ကို data လောက်လိုက်မယ်အဲဆိုရင်ဘာ data တွေ
server response ပြန်လဲဆိုတော့ငါတို့ဒီ log မှာတွေ့ရတော့ okay တစ်ချက်တော့သွားကြည့်အောင်ဒါကိုပြန်ပြီး reload လုပ်မယ်ဒီမှာကြည့်ငါတို့ data ကိုသူက response ပြန်လဲ server တွေ့လား server response ပြန်လဲ data ဘာနဲ့တူလဲဆိုတော့ hexadecimal code နဲ့တူနေဆိုတော့ငါတို့လိုချင်တာဒီလိုမျိုး code တွေမဟုတ်ဘူးเนาะငါတို့လိုချင်တဲ့အရာဒီလိုမျိုး data လေးလိုချင်တာเนาะဒါငါတို့ server request လုပ်ချင်မှာ server response ပြန်လဲ data okay ဒီ data လေးလိုချင်တာအဲ့လိုမျိုးဆိုရင်ငါတို့ကဘာ method လဲဆိုတော့ json format နေလိုချင်တာ okay ဆိုတော့က json.pass ဆိုတဲ့ method လေးရှိအဲ့ method ထဲမှာတော့ data လေးထည့်ပဲ data လေးထည့်လိုက်ဆိုရင်ဒီ method ကဘာလို့ပေးလဲလို့ပြောလိုက်လို့ရှင်သူကခါတော့ဒီ hexadecimal code ကိုသူက json format နဲ့ပြောင်းလေးပေးလိုက်ပြီးတော့ငါတို့လိုချင်တဲ့json format data လေးရရှိသွားတာပေါ့နော်ဒါကို constant နဲ့ weather data ထဲမှာတင်ထားလိုက်မယ်နော် weather data ထဲမှာ okay လို့ရှိရင် weather data ကို log လုပ်ကြည့်အောင် and so the log okay တစ်ချက်လောက်သွားပြီး request လုပ်မယ်ပြန်ပြီးတော့သွားပြန်ကြည့်မယ်ဒီမှာကြည့်လိုက်ညာတို့ရာဒီဥတုတွေမှာအပူချိန်24ရှိတယ်တဲ့အမှကြီးခါတဲ့ station ရရှိသွားရင်เนาะဆိုတော့ဒါငါတို့ရဲ့API key ရဲ့ data ကိုယူတာပေါ့เนาะသူများရဲ့ server ရဲ့ data ကိုเนาะ API key ကိုအသုံးပြုပြီးတော့ okay ဒါပေမဲ့ငါတို့လိုချင်တာပါလေလို့ပြောလိုက်လို့ရှင်ဒီ data တွေထဲမှာတော့အပူချိန်တော့ပဲလိုချင်တယ်ပေါ့နော်ဆိုတော့ဒီကောင်တွေက object အနေနဲ့တည်ရှိရလေတွေ့တာဒီမှာ object ပုံစံနဲ့ weather ဒီမှာ object တွေအဲဆိုရင်ငါတို့က weather data object ဖြစ်သွားရင်ဆိုတော့ငါဒီတွေ့ data တွေကိုထည့်လိုက်တော့အဲဆိုရင်ငါတို့ကဘယ်လိုယူမလဲလို့ပြောလိုက်ရင် temperature လို့ချင်နော်ဒီမှာပြောတော့လားအကြီး temperature လို့ချင်ဒီမှာသူက main ရဲ့အောက်မှာရှိရယ်နော်အဲဆိုငါတို့ object ရဲ့ property တွေကိုယူcall လို့ပဲเนาะဒီမှာငါတော့ဘာလုပ်မလဲ constant နဲ့ temp ဆိုတဲ့ variable ဆောက်လိုက်မယ်ပြီးလို့ရှိရင်weather data dot ဘာရေးမလဲ main dot temp ဆိုတာဒီပေါ့ရေးလိုက်လို့ရှိရင်ပြီးလို့ရှိရင်အဲ့ temp ကို log လုပ်ရှိမယ် okay ဒါကိုပြန်ပြီးတော့ထပ်ကြည့်မယ်ဒီမှာကြည့်24ဆိုပြီးအပူချိန် degree ကိုသူက degree celsius နဲ့ပြထားတယ် alright ဟုတ်ပြီဒါဆိုငါတို့ကနောက်တစ်ခုอ่ะเนาะငါတို့လိုချင်တာဒီ description ကိုလိုချင်တယ်ဒီမှာကြည့်လိုက်ဒီ description ကိုလိုချင်နေဆိုရင်မကြည့်နည်းနည်းလေးရှုပ်ရှက်ခတ်နေတကယ်လို့ဒီမှာစဉ်းစားရတယ်ပေါ့ရှုပ်ရှက်ခတ်နေအဆင်မပြေဘူးဆိုရင်လည်းဒီမှာကြည့်ဒီမှာ copy path ကိုယူလိုက်သူရဲ့ DD တောင်းလို့ချင်း copy path ကိုလုပ်ပြီးတော့ဒီအောက်မှာ control v နဲ့လုပ်ကြည့်လိုက် alright သူကတခါလေးဒါရေးပြီးရဲဆိုငါတို့ဘာလုပ်လို့ရပြီလဲ constant description description နဲ့ weather data dot မကြည့်တခါလဲဒီနောက်ကဟာကိုcopy နဲ့ယူလို့ရတယ်လို့ပြောချင်တာဟိုဒီ JSON viewer pro extension ထဲပါနော်အဲဆိုရင်ငါတို့အခုဒီ data တွေအကုန်လုံးကိုwebsite ထဲမှာပြမယ်ပေါ့နော် okay အဲဆိုရင်ဒါကိုတစ်ချက်လောက်ပြကြည့်အောင်ဒါကိုငါတို့ response ပြမယ်ပေါ့နော်ငါတို့ request လုပ်ချင်မှာ local host 3000ပေါ့နော်အဲဆိုရင် IESP ပါဒီ response ကိုလုပ်ချင်တာငါတို့က okay ဆိုဒီမှာ response တစ်ခုဖြစ်နေ response ကနှစ်ခုရှိလို့မရအောင်သူရဲ့သဘောတရားအဲဆိုရင်ဒါကို control s နဲ့ response dot ဘာရေးမလဲ send ပေါ့ငါတို့ဘာထားမလဲဆိုတော့ string literal ပဲတော့မယ် h1 နဲ့ description ကိုအရင်ရေးကြည့်အောင်နော် the weather in Yangon is နဲ့ဗာလဲ temperature dollar sign နဲ့ဗာရေးမလဲဆို description ရေးမယ် okay ပြီးလို့ရှိရင်ဒီနားမှာ h1 နဲ့ပိတ်လိုက်မယ်ချက်တော့သွားကြည့်အောင်နော်ဒီမှာ request လုပ်လိုက်မယ်ဒီမှာကြည့်လိုက် the weather Yangon is broken cloud တဲ့ broken cloud ဖြစ်နေတယ်ဆိုတော့ temperature လို့ချင်နေဆိုရင်လည်းဒီနားမှာ temp လေးရေးလိုက်မှာပေါ့ emb temp ချက်တော့ပြန်ပြီးတော့ဒီမှာကြည့်လိုက်24ရှိရလို့ပြောချင်တယ် okay ဆိုဒါတွေအကုန်လုံးကိုဒီထဲမှာပြချင်တယ် alright အဲဆိုချက်တော့သွားပြီးလုပ်ကြည့်အောင်အဲဆိုငါတို့က temperature ပြပြီးနောက်တစ်ခုပြချင်တာ temperature ဘယ်လောက်ရှိလဲဆိုတော့degree celsius celsius ပေါ့နော် alright so the response တစ်ခုပဲပြချင်တယ်ဆိုရင်ငါ description နဲ့ပြချင်တယ်ဆိုရင်ငါတို့ကနောက်ထပ် method တစ်ခုခေါ်မယ် response.write ဆိုတဲ့ method write ဆိုတဲ့ method မှာဒါလေးထည့်အောင်ဒါလေးကိုခါလုံးလိုက်မယ်လို့ရှိရင် okay လို့ရှိရင် response.write write ထဲမှာတော့ဘာလုပ်မလဲ description ထည့်ချင်တယ် description ထည့်ချင်တယ်ဆိုရင်p နဲ့လုပ်လိုက်မယ် p ပြီးတော့
the weather in Yangon is ပြီးလို့ရှိရင် SCI description ရေးလိုက်မယ် H1 ဘောအပိတ်နဲ့ okay so ဒါတော့ temperature ပေါ့ okay so တခြားလောက်တွားကြည့်မယ်နော်ဒီမှာကြည့်လိုက် the weather in Yangon is broken cloud the temperature in Yangon is 24 degrees Celsius ဆိုတာလေသူတို့ကပေါ်ပြပေးသွားတာနော် alright ဒီမှာကျွန်တော်က P လို့ရေးထား H1 လို့ရေးရမှာပြန်ပြီးတော့ okay ဒီမှာကြည့်ဖြစ်သွား alright so ငါတို့နောက်တစ်ခုလိုချင်တာဒီ logo icon ပေါ့နော်ပုံလေးလိုချင်တယ်ရာသီဥတုပုံလေးပေါ့နော်မိုးရွာဆိုမိုးရွာပုံလေးပေါ့အဲ့မျိုးလိုချင်တယ်ဆိုရင်လည်းဒီငါတို့ရဲ့ open weather မှာအကုန်ရှိရနော်ဒီထဲမှာဘယ်မှာသွားရမလဲဆိုတော့ list of conditional code ဆိုတာလေးကိုတွားပြီးတော့ weather conditional code ဆိုတာလေနော်အဲ့လေးတွားမယ်ညာတွားတဲ့အချိန်မှာသူတို့ကဒီမှာကြည့်ဒီရဲ့ code က 01D တဲ့ alright so ဒီလိုဒီက website ကိုဒီ link ကနေသစင်တာရယူရမယ်အဲဆိုရင်ဒီမှာကြည့်လိုက်ဒီမှာမိုးရွာနေဘာလို့ဆိုတော့ဒီမှာ 10D ဆိုတာပြထားဒီမှာ 10D ကဘယ်မှာလဲဒီမှာ 10D ကမိုးရွာနေပုံမလို့ဒီမှာမိုးရွာနေပုံလေ okay ဆိုတော့ငါတို့ဒီ URL ကိုဒီ link ကိုယူပြီးတော့ငါတို့ဒီ link ကိုယူပြီးတော့ငါတို့ရဲ့လို့ပုံစံလေးတော့ပြလို့ရတယ်ဗောနော်ဒီအောက်မှာဗောနော်ရာဒီဥတုပုံစံလေးအဲဆိုရင်အဲ့ဒါချက်တော့လုပ်ကြည့်အောင်နော်လုပ်မယ်ဆိုရင်နားမှာဘာလုပ်မလဲconstant နဲ့ icon လေးယူရအောင်ဗောicon လို့ပဲထားလိုက်ပါမယ်ပြီးလို့ရှိရင်weather data dot ဒီနောက်မှာဘာလို့ရမလဲမသိဘူးဆိုရင်အားတို့ရဲ့ဒါတစ်ချက်သွားပြီးတော့ icon လေးပေါ့ 4D ပေါ့အဲ့ဒါကို copy ဖတ်လုပ်မယ်ပြီးလို့ရှိရင်ဒီနောက်မှာ control V နဲ့ဒီလိုလေးလုပ်လိုက်ဆိုရင်အားတို့အဲ့ဒီ icon data လေးရတော့ပြီအဲဆိုရင်ငါတို့က constant နဲ့ image URL လုပ်မယ်နော် image URL ကျွန်တော်ဘာလုပ်မလဲဆိုတော့template လေးထည့်သုံးမယ်ပြီးလို့ရှိရင်ဒီ link ကိုယူမယ်နော် control C နဲ့ဒီထဲမှာ control V နေလိုက်မယ်အဲဆိုရင်ဒီကောင်က 10D ဒါအခုအတေးဖြစ်နေတော့ဒီကောင်အရှင်လုပ်မယ်ဆိုရင်လွယ်လွယ်လေးပဲနော်ဒီမှာ dollar sign နဲ့ပြီးဒီထဲမှာဗာထည့်ရမလဲ icon okay so ထည့်လိုက်ပြီအဲဆိုရင်ဒီကောင်ကတော့ပြချင်နေဆိုရင် respond.right ဘာလို့မလဲ img image ပေါ့ဟုတ်နော် image tag နဲ့ပြမယ် src မှာသူက location ပေါ့ image location img u dollar sign ထည့်ရမယ်လေ img image url okay ဒီကောင်ကဘာလို့မလဲ h1 tag နဲ့ပြချင်နေဆိုရင် h1 ပေါ့နော်okay so တစ်ချက်လောက်သွားကြည့်မယ်နော်တခုခုမှာနေပြီငါတို့တွေဟောဒီမှာစလုံးပေါင်းမှာနေ image ဖြစ်ရမှာအဲဆိုတော့ control s နဲ့ပြန် save လုပ်နိုင်မယ်ပြီးလို့ရှိရင်တစ်ချက်တော့သွားပြီးတော့ကြည့်တာပေါ့နော်ဒီမှာသူတစ်ခါလေးလုပ်ပြတယ် request လုပ်မယ်ဒီမှာကြည့်လိုက်ဒီမှာကြည့်ရာဒီဥတုပုံလေးတွေ့နော်ဒီမှာကြည့်တိမ်လေး broken cloud ဆိုတော့ဒီတိမ်ပုံလေးပြပေး alright so အတိတ်ပြဒါ APN key ကိုနော် APN key ကိုအသုံးပြုပြီးတော့သူများရဲ့ server ကိုချိတ်ဆက်ပြီးတော့ data ရယူတာပဲနော် alright so ရကြမလို့မျှော်လင့်ပါနဲ့နော်